မတက်လို့မခေါ်ဘဲနဲ့နေတာဥပိ္ပခာမဟုတ်ဘူး။ညာတော်အမြင်ဥပိ္ပခာဆိုအရာထဲမှာဥပိ္ပခာထားလိုက်ဥပိ္ပခာထားလိုက်ဥပိ္ပခာဆိုတာအလွန်မြင့်မြတ်တဲ့သဘောထားတစ်ခုပဲ။အတိတ်အမရှိဘူးကမြေကြီးလိုပဲဘယ်လိုမြေကြီးอ่ะမြေကြီးဟာသူ့ပေါ်မှာမစင်အညစ်အကြေးတွေဆွန်လဲစိတ်မဆိုးဘူးပန်းနန္တာရည်တွေလောင်းတော်လည်းပဲဝမ်းမသာသူ့ဘဝဒီနှစ်ခုကဘာမှမထူးအေးဥပိ္ပခာဆိုတဲ့စိတ်ဓာတ်ကလည်းပဲကျန်တဲ့ပုဂ္ဂိုလ်တွေပတ်ဝန်းကျင်ကပုဂ္ဂိုလ်တွေရဲ့လောက်ရတွေကိုခီးမဆိုင်ဘူးတဲ့ကိုလှုပ်တဲ့အလုပ်ကိုဆက်လုပ်သွားတယ်ပေါ့ကောင်းတဲ့အလုပ်တွေလုပ်ဒါကြောင့်မို့ဖျားဖြစ်ဖို့မြင့်မြတ်တဲ့အလုပ်တွေဒီလုပ်ငန်းတွေမလုပ်ဘဲနဲ့ဖျားဆိုတာဖြစ်နေ